လှိုင်သားရအဆောင်ပိုင်ရှင်တွေကလည်းအဆောင်လက်စားတွေထက်တက်ပြန်ပြီလက်စားတွေကမတိုးပဲအိမ်လက်စားတွေကတက်ကုန်ချင်းနှုံးတွေကလည်းတက်နဲ့ငါတို့ကရတဲ့လက်စားကိုအိမ်အောင်မလွဲနိုင်တော့ဘူးစက်ယုံနဲ့အဆောင်ပိုင်ရှင်တွေပဲလှုပ်ကြွေးနေတယ်လို့ဖြစ်နေပြီငါတို့ကလေဂျပန်နိုင်ငံကလို့လက်စားတွေရနေတယ်လို့ထင်နေကြတာလားမေးပေးကြပါဦးဘာဆက်လှုပ်စားရတော့မှလဲရတဲ့လက်စားနဲ့လာကုန်ရင်အဆောင်လက်စားစားစရိတ်နဲ့ဘလောက်မှမကြံတော့ဘူးရန်ကုန်မှာလုံနေလို့အဆင်ပြေတယ်လို့ထင်မနေနဲ့သူမတာကိုမတာပဲရွာလူတွေကတော့ရေပဲတောက်နေရတော့မယ်ထင်တယ်ချမ်းသာတဲ့သူတွေကထက်ချမ်းသာမရှိတဲ့လူတွေကလည်းထက်မွဲနေကြတာတကယ်ကိုစိတ်ကုန်နေဟဲ့ဘာမှမလုပ်ပဲချမ်းသာမဲ့နီးလေးရှိရင်ပြောကြပါဦးပြောပြတဲ့သူကိုကျေးဇူးမမေ့ပါဘူးအဖွားကျေးဇူးဆက်မှာပါကုံရင်းနှုံးကြရင်ကြီးမကြရင်လည်းလက်စာတော့တိုးပေးကြပါအောင်စားကျင်တာတွေလည်းမစားရပဲမြို့သိမ့်နေရတယ်ကြည့်မနေနဲ့နင်တို့လည်းငါလိုပဲကြုံတွေ့နေရတာပဲမလားမသိရင်သူကမဟုတ်တယ်လို့နဲ့တူတူပဲနော်ကမရီ